များစွာလင်းမဲ့မျိုးပြတဲ့ကိုစီတီချမ်းကြောဖြတ်ခါအချင်းနဲ့အမုန်းဆိုတာကြောချက်ကဖဲလာရင်ဝင်မမေးအတွက်မုန်းရှိပါငါရဲ့ချစ်ချင်းများဆောက်တီလာပြောစရာတိုင်းမြုံဘုံကလေးဟာအခုတော့ကြိုးပြပြီးတနေရာစီဝေးကွာနေရပြီတင်းတော့ကြိုးများဟာပြတ်တော့ပျက်စီးကြအကျဉ်းသားတဲ့ကအချစ်လုံးကမာနတရားကြောင့်ဒုဝေးရချစ်လျက်နဲ့ဝေလို့နေလေမင်းတို့ဆိုအမုန်းရှိပါကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်အလွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးကအကျဉ်းသားဆုံးနဲ့တွေ့ခွေရချင်တယ်ဆိုမုန်းရှိဘူးကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်လွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးတာအကျဉ်းသားဆုံးနဲ့တွေ့ခွေရချင်ရဲ့ချစ်ရနဲ့ဝေလို့နေလေမင်းတို့ဆိုအမုန်းရှိပါကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်လွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးတာအကျဉ်းသားဆုံးနဲ့တွေ့